စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွတ်သည်ဒီကနေ့မနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေပုပ္ပသီရိမြို့နယ်မှာတောင်သူများစိုက်ပျိုးထားတဲ့မျိုးမြင့်တင်ပေးထားတဲ့ဆင်းရွှေကြာနှင့်နေကြာစိုက်ခင်းရဲ့ဖြစ်ထွန်းအောင်မြင်နေမှုကိုကြည့်ရှုစစ်ဆေးပါရယ်စိုက်ခင်းများမှာနေကြာစိုက်တောင်သူများနဲ့တွေ့ဆုံစဉ်ဒုတိယဝန်ကြီးကနေကြာသီးနှံကိုစိုက်ပျိုးရမှာတောင်သူများအနေနဲ့ဆက်မျိုးနေကြာမျိုးကိုနှစ်စဉ်စိုက်ပျိုးရသည့်တိုင်းဝယ်ယူရန်မလိုပဲတောင်သူကိုယ်တိုင်မျိုးရွေးချယ်မြင့်တင်နည်းဖြင့်စိုက်ပျိုးနိုင်တဲ့တဘာဝဝတ်မှုံကူးနိုင်တဲ့မျိုးကိုဈေးနှုန်းချိုသာစွာစိုက်ပျိုးနိုင်ကြောင်းဤနည်းစနစ်မှာအပွင့်ဥရဲ့စားနဲ့အထက်တိုးလက္ခဏာနဲ့ပြည့်စုံတဲ့အပင်ပုံစံတို့ကိုရွေးချယ်ပြီးမျိုးစေ့သိမ်းစီပြီးနောက်စိုက်ပျိုးရသည်မှာပြန်လည်စိုက်ပျိုး၍နှစ်စဉ်မျိုးထိန်မြင့်တင်သွားရန်စိုက်ပျိုးရာဒေသနဲ့ကညီမဲ့အပင်များကိုဂရုတစိုက်ရွေးချယ်စိုက်ပျိုးထုတ်လုပ်ကြရန်နေကြာစိုက်ပါပြားမွေးပါပြားရည်လဲရစီလဲရနေကြာနယ်ပြားတူရှင်ထားဂေဟစီးပွားအကျိုးများဆိုတဲ့အတိုင်းဆောင်ရွက်ရန်ဆွေးနွေးပြောကြားပါရယ်အရိကာမှာတဆင်ဒုတိယဝန်ကြီးဟာပြည်မနာမြို့နယ်ရှိစိုက်ပျိုးရေးဦးစီးဌာနရဲ့မျိုးစေ့စိုက်ခင်းမှာပြည်ပမှတင်သွင်းတဲ့မျိုး31မျိုးရဲ့ဝတ်မှုံများနဲ့မျိုးကူးထားတဲ့ဆင်းရွှေကြာသုံးပရိုစိုက်ခင်းကိုကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားတွေ့ဆုံ၍နေပြည်တော်ကောင်စီနယ်မြေ၌စီထွက်နေကြစိုက်ပျိုးထုတ်လုပ်မှုမြင့်တင်ဆောင်ရွက်နိုင်ရေးနေကြစိုက်ပျိုးတဲ့ဧရိယာနဲ့မျိုးစေ့လိုအပ်ချက်ဟန်ချက်ညီဆောင်ရွက်ပေးနိုင်ရေးစနစ်တကျစီမံဆောင်ရွက်သွားရန်မျိုးစေ့ထုတ်လုပ်ခြင်းကိုတောင်သူများကိုယ်တိုင်ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးနဲ့စီးပွားရေးအရာတွက်ချေကိုက်တဲ့လုပ်ငန်းစဉ်အဖြစ်ရေရှည်လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရေးအတွက်နည်းပညာနဲ့လိုအပ်ချက်များဖြည့်ဆည်းစီမံဆောင်ရွက်ပေးရန်ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ